Okay ဒီ video မှာကြတော့ IGCSE ရဲ့ function ကန်းပေါ့နော်1.2မှာပါတဲ့ domain ရဲ့ range ကိုရှင်းသွားမှာဖြစ်တယ် domain ဆိုတာက function တစ်ခုတည်းကိုထည့်လို့ရတဲ့ input values တွေကို domain လို့ခေါ်တယ် range ဆိုတာကြတော့အဲ့ input value ကိုထည့်လိုက်တဲ့အချိန်မှာထွက်လာတဲ့ set of values ပေါ့နော် outputs တွေကို range လို့ခေါ်တယ် domain ကို graph တွေပေါ်မှာဘယ်လိုကြည့်မလဲဆိုရင်သူ့ရဲ့ width အနေနဲ့အလျားအနေနဲ့ကြည့်လို့ရတယ် x1 point ကနေပြီး x2 point ဘယ်လောက်ရှိလဲဆိုတာကိုကြည့်လို့ရတယ် range ကကြတော့ graph တွေပေါ်မှာရှိရဲ့ height ကြည့်လို့ရတယ် height 1 y1 နေပြီး y2 ရှိဘယ်လောက်မြင့်လဲဆိုတော့ကြည့်လို့ရတယ် example ပေးရမယ်ဆိုရင်ဒီဟာဆိုရင်ကြတော့ဗာလဲ linear graph ဖြစ်တယ် linear graph ဆိုတော့သူ့မှာ limit လည်းမရှိဘူးအဲကြတော့ plus infinity x value တွေ plus infinity နဲ့တော့လို့ရတယ် negative infinity တွေတော့ရတယ်ဒီ line ကြီးတော့ဆက်သွားနေမှာပဲပေါ့နော်အဲကြတော့သူ့ domain ကဘယ်လိုဖြစ်သွားမလဲဆိုရင် domain ကOreo number မှာပါမယ် axis in Oreo number ပြီးရင် range ကကြဘယ်လိုဖြစ်မလဲဆိုရင် range ကလည်းအပေါင်းအပေါ် plus infinity နဲ့တွားတယ် negative infinity နဲ့တွားတယ်ဒီကောင်က x က x ထဲတဲ့လောက် y ရထွက်လာမှာဆို range ကလည်း x ဆိုပဲအကုန်ပါလာမှာဒီပုံကြီးဆွဲကြည့်လိုက်မယ်ဆိုရင် plus infinity ပဲသူကလည်းအပေါင်းအပေါ်ဘက်ကိုဆက်ပြီးတက်သွားမှာဖြစ်တယ်နောက်ဘက်ကိုဒီဘက်ကိုတွားကြည့်မယ်ဆိုရင်လည်းအနောက်ဘက်ကိုဆက်ပြီးတွားမှာဖြစ်တယ်အဲကြတော့ဒီကောင် function က g of x is also in all real numbers ဆိုပြီးဖြစ်မယ် okay နောက်တစ်ခုထပ်ကြည့်အောင်ဒါကြတော့ quadratic function ဖြစ်သွားပြီ quadratic function မှာကြတော့ plus ဒီ x square ရဲ့ရှေ့မှာ coefficient ကအပေါင်းဖြစ်နေမယ်ဆိုရင်တော့ပါစပ်ပုံတွေထွက်တယ်ဒီလိုပါစပ်ပုံတွေထွက်တဲ့ကြောင့်မို့ turning point ကအပေါင်းရှိရဆိုရင် turning point minimum point ဖြစ်မယ်သူကအနည်းဆုံး value ကဒီမှာဖြစ်တယ်အဲ့ဒါဘာလို့ဆိုအပေါင်းရှိနေလို့เนาะဒီမှာကျတော့ domain ကဘယ်လိုဖြစ်လဲဆို domain ကဒီကောင်ဆွဲကြည့်လိုက်မယ်ဆိုရင်ဒီဘက်ထိ plus infinity ပဲသွားမယ်အပေါင်းဘက်ကိုလည်း infinity သွားမယ် negative ဘက်ကိုလည်း infinity သွားမယ်ဘာလို့ဆို limit လုံးမထားဘူးကိုကကန့်သက်မထားတဲ့အတွက်ကြောင့်မို့ infinity ပဲသွားမယ်အဲ့တော့ domain ကဘယ်လိုရေးမလဲဆိုရင် domain က is also an all real number range ကကျတော့ကွာ y ခုနဟာကြတော့ခုနအပေါ်ကဟာမှာဆိုရင်ကောင် range က negative ဘက်ကိုဆက်ပြီးတော့ချက်ချက်တော့သွားလို့ရတယ်သူအောက်ကိုဆက်ပြီးတော့လို့ရတယ်ဒီဘက်ကိုသွားနေအောက်ကိုဆက်ကြွားအဲ့ဒီကောင်မှကျတော့အောက်ကိုဆက်ကြမတော့ minimum point ရှိနေဒီမှာ minimum point ကဘယ်လောက်လဲဆိုတော့ -3 အဲ့ဒါ quadratic function တွေရှင်းတဲ့ချိန်ကျရင်တခြားနားလည်သွားလိမ့်မယ်ခုကကြတော့ range ကဒီကောင် -3 မှာ minimum point ဖြစ်နေအဲ့ကြောင့် f of x ကကြတော့သူ့ရဲ့ values က -3 ထက်ငယ်စရာအကြောင်းမရှိတဲ့ကြောင့်မို့ greater than ဖြစ်ရမယ် greater than ဖြစ်တယ်ဒါပေမဲ့ -3 ကိုထိနေတာဆိုထိတယ်ထိတော့ equal ပါတယ် -3 greater than or equal to -3 ဖြစ်မယ် okay နောက်တစ်ခုကကြတော့ဒီကောင်ကကြ negative ဖြစ်သွားပြီ coefficient of a square က negative ဖြစ်နေတယ်အဲကြောင့်သူကကားငယ်ပုံလေးထွက်လာတယ် negative ဖြစ်နေဆိုရင် maximum point ရှိတယ်ဒီ point ထက်အပေါ်မှာကျော်ပြီးတော့မရှိတော့ဘူး range အပေါ်ပြီးမရှိတော့ဒီမှာလည်းတူတူပဲ domain limit လောက်ထားခြင်းမရှိဘူးအဲကြတော့အဖြေက domain အတွက်ကအဖြေကတော့ဒါပဲ range အတွက်ကအဖြေကကွာသွားပြီ range ကကြောင့်ဒီကောင် maximum point ဖြစ်နေတဲ့အတွက်ကြောင့်မို့ range မှာကဒီကောင်ရဲ့ range က h of x က less than ဖြစ်မယ်5ထက်ငယ်မှာညီလားဆိုတော့5ကိုထိနေလားဆွဲကြည့်လိုက်မယ်5ကိုလည်းထိနေရဆိုတော့ less than 5ဖြစ်သွားမှာ okay ဒါကတော့ဒီ function အတွက်ပေါ့နော်ဒီကောင် range ကငယ်သွားတဲ့အတွက်ကြောင့်မို့ less than ဖြစ်တာဒီကောင်ကကျတော့အဲ့ထက်များသွားတဲ့အတွက်ကြောင့်မို့ greater than ဖြစ်တယ် okay နောက်တစ်ခုမှကျတော့ဒီ function ရှိမယ်ဒီ function မှာကျတော့ဘယ်လိုရှိမလဲဆိုတော့ तू ကခုနကပြောသွားတဲ့အတိုင်းပဲနော်ပါစပ်ပုံဆိုတော့ minimum point ရှိရအဲ့ကြောင့် range ကခုနကတူသွားတဲ့အတိုင်းပဲ range is f of x က greater than ဖြစ်မယ် greater than or equal to -4 ဖြစ်မယ်ထင်-4ဖြစ်မယ် yes point က -4 မှာထိနေကြမှာ-4ထက်ကြီးသွားမှာပေါ့နော်ဒီ function ကိုပဲဒီ function เนาะတူတူပဲဟိုမှာ domain restrict လုပ်လိုက်မယ်ကန့်သတ်လိုက်မယ်ချိန်ကြရင်ပုံစံနဲ့ဒီလိုလေးဖြစ်သွားတယ်ပြောင်းလဲသွားရပေါ့နော်ကိုကဘယ်လိုလုပ်ထားလဲဆိုရင်ကိုက သူ့ရဲ့ domain ကို x value ပေါ့နော် x value -2 နဲ့2ချမှာပဲရှိခွင့်ပေးထားရပေါ့နော်ဒီမှာဆို-2ဒီမှာဆိုရင်2ရှိရအဲ့လိုရှိတဲ့အချိန်မှာသူ့ရဲ့ပုံစံလေးကမှန်ရှိပုံစံလေးဖြစ်သွားတယ်အဲ့ကြောင့် range ကရေးပုံကွာသွားပြီ range ကိုဘယ်လိုရေးမလဲဆိုရင်သူက minimum point လေးထည့်ရေးရမယ် maximum point လေးထည့်ရေးရမယ်ဒီကောင်ရဲ့ minimum point ကဒီမှာ-4မှာရှိနေတယ်ကျွန်တော်-4ထက်ကကြီးမယ် h of x နော် h of x -4ထက်ကကြီးမယ်အဲ့ဒါအပေါ်ကဟာလည်းတူတူပဲ-4ထက်ကြီးနေရပဲဒါပေမဲ့ဒီကောင်ကကြတော့အပေါင်းကိုစလိုက်ဆက်မသွားတော့ဒီနားလေးမှာရက်နေတယ်အဲ့ကြောင့်သူက-4နဲ့5အတွင်းမှာပဲရှိတယ်ဘာလို့လဲဆိုဒီမှာဘာလို့ equal sign ထည့်ရေးရလဲဆိုရင်ဒီမှာ equal sign ပါနေလို့နော်ဒီမှာ equal sign မပါဘူးဒီဟာမပါဘူးဆိုရင်ဒီမှာလည်း equal sign မပါဘူး domain မှာ equal sign ပါရင် range မှာလည်း equal sign ပြန်ထည့်ပေးရတယ်အဲ့ဒါရေးကြည့်ရတာပေါ့နော် okay ခုနကပြောသွားတဲ့ဟာကိုပဲဆက်ပြီး practice လုပ်ပေးမယ်ဒီ၃ဘုတ်ကို domain ရယ် range ရယ်ရှာကြည့်မယ် calculator ရဲ့ထည့်သည်ဖြစ်ဆို
graph ထဲမှာ Desmos ဆိုတဲ့ application မှာထည့်ပြီးတော့ဖြစ်စောပုံလေးဆွဲကြည့်ပဲပေါ့နော် okay ပုံဆွဲကြည့်ပြီးသွားပြီဆိုရင် domain ကဒီကောင့်အတွက်က Oreo number ဖြစ်မယ် axis in Oreo number ဖြစ်မယ် range ကလည်းထုံနည်း၎င်းမယ် f of x က Oreo number ဖြစ်မယ်ဒီကောင့်ရဲ့ domain ကရောဘယ်ထဲမှာရှိမှာလဲဒီကောင့်ရဲ့ domain ကကြတော့ a square plus 2ဆိုတော့ကောင်က limit မရှိဘူး limit မရှိတော့ x ထဲမှာပဲရှိမယ် range မှာကွာသွားတယ် range ကဒီကောင် g of x ဆို g of x က greater than or equal to 2ဖြစ်မယ်2ထက်ကြည့်ရမယ်ဒါဆိုရင်မှာဆွဲကြည့်ထားရလို့ဆိုသိလိမ့်မယ်2အောက်ကိုလုံးဝဆင်းမသွားဘူးဆိုတော့မြင်ရလိမ့်မယ်မြင်ရင်ဒါဆိုမှာတစ်ချက်ဆွဲကြည့်လိုက်ပါလုံးဝ2ရဲ့အောက်ကိုရောက်မသွားဘူးပေါ့နော်ဒီအောက်ဆုံးကနံပါတ် C ကလည်းတူပဲ domain က restrict လုပ်မှထားတဲ့အတွက်ကြောင့်မို့ Oreo number မှာပဲရှိရယ်ဒါပေမဲ့ range မှာကွာသွားရယ် range မှာဘယ်လိုကွာသွားလဲဆိုခုနအပေါ်ကပုံနဲ့ကွာတဲ့အချိန်မှာဒီကောင်က coefficient minus ဖြစ်နေတယ် minus ဖြစ်နေဘယ်လိုပုံစံတာဘယ်လိုဖြစ်လဲဆိုတော့ပါစောက်ပုံလေးဖြစ်မယ်ဒါဆိုရင်မှာဆွဲကြည့်ရင်သိလိမ့်မယ်နော်အဲကြတော့ဒီ -2 ကဘယ်လိုဖြစ်သွားမလဲဆို maximum point ဖြစ်သွားမယ်ဒါ function ရဲ့ဟာကိုတခြားစဉ်းစားကြည့်မယ်ဆိုသိမယ်ဒါ calculator ရဲ့ထည့်ချက်ချိန်မှာ x က maximum point ဖြစ်နေတဲ့အချိန်မှာသူက -2 ကအမြင့်ဆုံးဖြစ်နေကြမှာ less than ဖြစ်သွားမယ် less than 2ဘာလို့ဆို तू ကအောက်ကိုပဲဆင်းသွားတော့မှာဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ် okay နောက်တစ်ခုစဉ်းစားမယ်လို့ဒီခါကျတော့ domain restriction ပါသွားတယ်ဒီအပေါ်ဆုံးဟာပေးထားတဲ့ဟာကျတော့ -2 နဲ့4ကြားမှာရှိရမယ်ကြာ domain ပေးထားပြီးဆိုတော့ range ကိုပဲရှာကြမယ် ABC သုံးဖို့တစ်ချက်လောက်လုပ်ကြည့်ပေးပါ okay ဒီပုတ်ကို approach လုပ်မဲ့ဟာဆိုရင်ကြည့်မယ်ဆိုရင်ဒီကောင်က linear graph ဖြစ်တယ် linear graph ဖြစ်တဲ့ကြောင့်မလို့သူ့ပုံစံဒီလိုသွားမှာပေါ့နော် graph ကဒီလိုပဲတက်တက်ပဲသွားမှာအဲကြောင့်11 function ဖြစ်တယ်11 function ဖြစ်တော့အများကြီးစဉ်းစားကြမလို့ value တစ်ခုထည့်ရင်တစ်ခုထွက်မယ်အဲကြောင့်ထည့်ကြည့်လိုက်မယ်ပေါ့နော်အများဆုံး value နှစ်ခုကိုထည့်ကြည့်လိုက်မယ် a is equal to -2 ထည့်ကြည့်မယ်-2 ထည့်မယ်ဆိုရင် +1 မှာဆိုရင်ဘယ်လိုရှိမလဲဆိုရင် -4 + 1 which is -3 အများဆုံး value ထည့်ကြည့်မယ်ဆိုရင်ဒီလိုလေးရေးရမှာเนาะမှန်ဆိုရင်တော့ g of 4ပေါ့เนาะပြီးအများဆုံး value ထည့်မယ်4ထည့်လိုက်မယ်ဆိုရင်2 into 4 plus 1 which is 9ဟုတ်ပြီအဲ့ဆိုရင်သူ့ရဲ့ range ကဒီလိုဖြစ်သွားမယ်-3ကအနည်းဆုံး value 9ကအများဆုံး value ဆိုတော့ range ကဘယ်လိုရေးရမလဲဆိုရင်ဒီလိုလေးရေးရမယ်ပေါ့เนาะ range က g of x က equal ပါတော့ equal လေးထည့်မယ်9ထည့်နေရမယ်ပြီးရင် -3 ထည့်များရမယ်ဒါကိုဘယ်လို visualize လုပ်လို့ရလဲဆိုတော့ graph လေးနဲ့ကြည့်မယ်ဆိုရင်ဒီလိုလေးဖြစ်သွားမယ်ဒီပုံစံလေးကနော် ဟောဒီဟာ domain ကဘယ်လိုတည်တာလဲဆိုတော့ရေးထားတယ်မယ်-2နဲ့4ကြားမှာရှိရတယ်-2နဲ့4ကြားမှာရှိတယ်ဒီမှာ x value 4ဒီမှာ x value -2 အဲ့ဒါအချိန်မှာဘယ်လိုဖြစ်နေလဲဆိုတော့-2ဖြစ်နေတဲ့အချိန်မှာတော့-3ကအနှိမ်ဆုံး point -3ရဲ့အောက်ကိုလုံးဝရောက်မတော့ဘူး-4ဖြစ်နေတဲ့အချိန်မှာ9ကအနှိမ်ဆုံး point -9ရဲ့အပေါ်ရောက်မတော့ဘူးအဲ့ကြတော့9နဲ့-3ချင်းအတွင်းကြားမှာပဲရှိရပါတော့ x value ကဟုတ်ပါတယ်ဒါဒီဘုတ်ကဒီလို solve လုပ်ရတာပါ okay ဒီအဖို့ကိုじゃဘယ်လို approach လုပ်ရမလဲဒီအဖို့ကကြတော့ဘယ်လိုကွာဝါလဲဆိုတော့ဒါက a square plus 3ဒါက many to 1 function ဖြစ်နေတယ်အဲကြောင့်သူ့ပုံစံကဘယ်လိုထွက်လာမလဲဆိုတော့ပါစောက်ပုံလေးထွက်လာလိမ့်မယ်ပါစောက်ပုံလေးထွက်လာတယ်လူလေးထွက်လာလိမ့်မယ်လူလေးထွက်လာအောင်မှ तू က domain က2နဲ့3ကြားကိုပဲတည်ကျင်တယ်ကျန်တဲ့နေရာကိုမတည်ကျင်ဘူးအဲကြောင့်2နဲ့3ကြားမှာရှိပါတဲ့ဟာကိုပဲကိုကယူမှာပေါ့နော်ဥပမာဒီ value ကဒါက2ဖြစ်မယ်ဒါက3ဖြစ်မယ်ဆိုရင်ကျန်တဲ့အပိုင်းတွေမလိုချင်တဲ့အပိုင်းတွေကိုမမြင်ချင်အောင်ဆောင်ပြီးတော့ဖျက်ချပလိုက်လုံးဝမဆိုင်ဘူးလို့ပဲနေလိုက်ပေါ့နော်လိုလေးပဲမမြင်ချောင်ဆောင်လိုက်အဲဆိုရင်2နဲ့3ကြားမှာသူ့ရဲ့ y value ပေါ့နော် y value ကဒီ3ဖြစ်နေချိန်မှာ y ဘယ်လောက်လဲ2ဖြစ်နေချိန်မှာ y ဘယ်လောက်လဲဆိုတော့ရှာရမယ်အဲကြောင့် f of 2ဆိုတာဘယ်လောက်လဲ f of 2 is equal to 4 plus 3 which is equal to 7 f of 3ကရောဘယ်လောက်လဲ f of 3 is equal to 9 plus 3 which is equal to 12အဲကြောင့် range ကဘယ်လိုပုံစံဖြစ်မှာလဲဆိုတော့သူ့ရဲ့ maximum value နဲ့ minimum value က7ထက်လေကြီးရမယ်ပြီးရင်12ချက်လည်းငယ်ရမယ်ဒီမှာ equal sign မထည့်ရအောင်ဘာလို့လဲဆိုတော့ဒီ domain မှာလည်း equal sign ပြောမထားအောင်ဒီဟာကို Desmos နဲ့ visualize လုပ်မယ်ဆိုဒီလိုပုံစံလေးထွက်လာလိမ့်မယ်သူကအစကတော့ဒီဟာကိုအရှည်ဆွဲကြည့်မယ်ပေါ့နော်အခုပုံမှာအရှည်ဆွဲကြည့်မယ်ဆိုရင်သူ့ပုံစံကပါစောက်ပုံလေးထွက်လိမ့်မယ်ပါစောက်ပုံလေးထွက်လာမှာအမှန်တကယ်ဆိုရင်တော့ပါစောက်ပုံထွက်လာမှာဒါပေမဲ့ဒီဟာ domain ကသူ့ value ကို2နဲ့3ကြားကို limit ဖြစ်ထားတယ်မှာ2မှာဖြစ်နေတဲ့ value ရဲ့3မှာဖြစ်နေတဲ့ value ကိုပဲသူကပြထားတယ်ဒီကြားထဲမှာပဲ function ကတည်ရှိတယ်ကျန်တဲ့ချိန်တွေမှာလုံးဝ function မရှိဘူးဖြစ်သွားတယ်အဲကြောင့်သူ့ရဲ့ range က minimum point က
7မှာဖြစ်နေပြီးတော့ maximum point 4မှာဖြစ်နေတယ်အဲ့ကြောင့်ဒီဂျားထဲမှာပဲသူကဒီ share တော့ကြောင့်မို့ range ကိုအဲ့လိုရေးပေးရဖြစ်တယ် okay ဒီပုတ်ကကြတော့စိတ်တွင်းနဲ့တွက်မယ်ဆိုရင်တော့တော်တော်ခက်မဲ့ပုံစံဖြစ်သွားတယ်ဘာလို့လဲဆိုတော့ဒီ function ရဲ့ maximum point ကိုမသိဘူးဒါ maximum point ရှိရဘယ်လိုသိလဲဆိုတော့ coefficient of a square ကအနှုတ်ဖြစ်နေတယ်အဲ့ကြတော့ပုံကဘယ်လိုပုံထွက်လာမလဲဆိုတော့ခငယ်ပုံထွက်လာမယ်ဒီလိုပုံစံလေးထွက်လာမယ်ပေါ့နော်ခငယ်ပုံလေးထွက်လာမယ်ဒီလိုပုံလေးထွက်လာအောင်မှသူဒီဘက်ကိုရောက်နေ maximum point ကမသိဘူးမသိပေမဲ့ calculator သုံးပြီးတွက်ကြည့်လို့ရတယ်ဥပမာကို့မှာ calculator fx ပေါ့နော်991 ex ဆိုမျိုး calculator ရှိနေမယ်ဆိုရင်မုတ်ထဲကိုသွားမယ်မုတ်ထဲကိုသွားပြီးသွားရင်polynomial ရှင်းနေပေါ့နော် a ကိုနှိပ်လိုက်မယ် equation ပေါ့နော် a ကိုရင်နှိပ်လိုက်မယ်ပြီးရင်2သွားလိုက်မယ်ပြီးရင်ဒီကောင်ရဲ့ degree က2ဖြစ်မယ် -2 -1 4ကိုတုံးလိုက်မယ်ဆိုရင်သူ့ရဲ့ဟို axis intercept တွေလည်းပါလာမယ် maximum point minimum point နဲ့ထွက်လာမယ်ဒီကောင်မှာ maximum point ကဘယ်လိုရှိမလဲဆိုရင် maximum point က -1/4 ရယ်33/8 ရယ်မှာ maximum point ဖြစ်နေတယ်အဲကြောင့်ဒီ point ပေါ့နော်အများဆုံးဖြစ်နေ point 38/8ကိုမှာပေါ့ -1/4 ဒီအချိန်မှာ maximum point ဖြစ်နေတယ်အဲကြောင့် range ကဘယ်လိုရေးရမလဲဆို range မှာကသူက maximum point ထက်တော့နည်းလို့မရအောင် maximum point ထက်နည်းလို့မရအောင် maximum point ထက်များလို့မရအောင်အဲကြောင့် maximum point ကအမြဲတမ်းအများဆုံးဖြစ်နေတဲ့အတွက်ကြောင့်မလို့ maximum point တိုင်းငယ်တယ်33/8ဖြစ်မယ်အဲ့ကြောင့်ဒီကောင်ကဘယ်ကောင်ထက်ကြီးမှာဘယ်ကောင်ထက်ကြီးမှာလဲဆိုတော့ဒီကောင်ကလွယ်တယ်ဒါကြတော့1 by step ထည့်ကြည့်လိုက်လို့ရတယ်ပေါ့နော် h of x တွေကို အရင်ဆုံး -2 ထည့်မယ် -2 ထည့်လိုက်တဲ့အချိန်မှာ calculator ပဲသုံးမဲ့ချိန်ဆိုရင်အရင်ဆုံး -2 ထွက်တယ် h of -1 ရောဘယ်လောက်ထွက်လဲ h of -1 က calculator သုံးပြီးထည့်ကြည့်လိုက်မယ်ဆိုရင် square calculate လုပ်လိုက်မယ်-1မှာဖြေက3ထွက်တယ် h of 0မှာဖြေကဘယ်လောက်ထွက်လဲဖြေက h of 0မှာဆိုရင်ဖြေက4ထွက်တယ် h of 1မှာဆိုရင်ရော h of 1မှာဆိုရင်အဖြေက1ထွက်တယ်အဲကြောင့်သူ့ရဲ့အနည်းဆုံး point ကိုမြင်ရသလောက်ကတော့ -2 မှာဖြစ်နေတယ်အဲကြောင့်အဖြေကဒီလိုဖြစ်သွားမယ်ပေါ့နော်ဒီဟာက quadratic အခန်းပြီးသွားရင်တော့ဒီပုံစံကဘယ်လိုရှင်းရလဲဆိုတာကိုပို့ပြီးတော့နားလည်သွားလိမ့်မယ်ဒါကတော့အရင်ဆုံး visualize လုပ်တဲ့အနေနဲ့ပဲကြည့်လိုက်မယ်ပေါ့နော်အရင်ကြီးမခက်ခက်တောင်မလုပ်တော့ဘူးပေါ့အဲဆိုရင်ပုံကဒီလိုပုံစံလေးဖြစ်လိမ့်မယ်ပေါ့နော်ကိုယ့်ရဲ့ဒီမှာ domain ပေးထားတာ -2 နဲ့ 1 ကြားမှာရှိတယ်1မှာဆိုရင်တော့ maximum point မဟုတ်ဘူးဒီကြားထဲမှာ maximum point ဖြစ်နေသူ့အောက်မှာပဲ point နေရရှိတယ်အဲကြောင့်ခုနကပြောသွားတဲ့အတိုင်းပဲဒီကောင်က range က33/8ရယ် -2 ရယ်ကြားမှာရှိရယ်33/8ရယ်အောက်မှာရှိရယ်ဟုတ်တယ်ငယ်နေတယ်အကုန်လုံးငယ်နေတယ်2ရဲ့အထက်မှာရှိနေဟုတ်လား -2 ရဲ့အထက်မှာ point စီအကုန်ရှိရယ်အဲကြတော့ဒီ range ကမှန်တယ်ထဲမှာဖြစ်သွားပြီ okay နောက်ထပ်ရှင်းမယ်ဟာကျတော့ domain တွေကို restrict လုပ်မယ်ဟာပေါ့နော် domain တွေကို restrict လုပ်ရတာဘာကြောင့်လဲဆိုရင် function တွေ exist ဖြစ်အောင်လို့ function တွေရှိအောင်လို့ပေါ့နော်ဥပမာဆိုရင်ဒီလိုပေါ့ denominator မှာ0ဖြစ်လို့မရအောင်အဲကြောင့် x က0နဲ့ညီလို့မရအောင်ပြီးရင် even root ဖြစ်ရမယ် even root ထဲမှာဥပမာ2ဒါဆို square root ပေါ့နော်ဒါမှမဟုတ်4 root 6 root ပေါ့နော်အဲ့လို even root တွေထဲမှာလည်းdomain က x ကဒီထဲမှာရှိနေတဲ့ value က0ထက်ကြီးကိုကြည့်ရမယ်ဒါမှမဟုတ်0နဲ့ညီရမယ်ပြီးရင် logarithm ထဲမှာ x ကလုံးဝ0ဖြစ်လို့မရဘူး0ထက်ငယ်လို့လည်းမရဘူး0ထက်ကြီးရမယ်အဲ့ဒါ rule ဖြစ်တယ်အဲ့ဒါဒီလိုပဲလားဆိုရင်အဲ့လိုမဟုတ်ဘူး example ပေးရမယ်ဆိုရင် or for example f of x is equal to 1 by x plus 2ပေါ့နော်ဒီမှာလို့ရှိရအဲ့ဆိုရင် domain က x is equal to x is not equal to 0ထားလိုက်မယ်ဆိုရင်1 by 2ကsorry f of 0 is equal to 1 by 0 plus 2 which is equal to 1 by 2ဒါဆိုရင် math error မတက်ဘူးလေ math error မတက်ဘူးဆိုတော့ဒီဟာနဲ့တွေမပြီးဘူးဒါဒီ domain ထဲမှာဆိုရင် function က exist ဖြစ်တယ် math error မတက်တဲ့အတွက်ကြောင့်မို့တရားမဖြစ်နိုင်ဘူးအဲကြောင့်ဘာကိုစားသွင်းရမလဲဆို x နေရာမှာခုနကဒီမှာပြသွားတဲ့ x နေရာမှာ x plus 2ပေါ့နော်ဒီ denominator စာခင်းတစ်ခုလုံးကိုစားသွင်းလိုက်တဲ့အချိန်မှာဘယ်လိုဖြစ်သွားမလဲဆို x is not equal to -2 ဖြစ်သွားတယ် for example x က -2 နဲ့ညီမယ်ဆိုရင်1 by -2 plus 2ဖြစ်သွားမယ်ပြီးရင်1 by 0ဖြစ်သွားမယ်ဒါ math error တက်ပြီဒါလုံးဝမဖြစ်နိုင်ဘူး okay another one က even root တင်မှာပေါ့နော် f of let's say g of x က 4 root of x plus 4ဖြစ်မယ် okay x plus 4ဖြစ်နေမယ်ဆိုရင်ဒီကောင်ကလည်း0နဲ့ညီကိုညီဒါမှမဟုတ်0ထက်ကြီးရမယ်x to the power 0 to the x is equal to ပေါ့ဒီလို x is greater than or equal to 0ထားလိုက်မယ်ဆိုရင်ခုနအတိုင်းပဲ0ထည့်လိုက်မယ်ဆိုရင်ဒီကောင်ရှိနေသေးတယ်အဲကြောင့်ဘယ်လိုလုပ်ရမလဲဆိုတော့
ဒီခုနပြထားတဲ့ဒီ example ထဲမှာ domain ထဲမှာဒီဟာထဲမှာဒီ x နေရာမှာပေါ့ x plus 4ကိုအစားသွင်းရမယ် x plus 4 greater than or equal to 0 x plus 4 greater than or equal to minus 4ဖြစ်မယ်အဲ့ဆိုရင် minus 4ဒါဒီမှာထည့်လိုက်မယ်ဆိုရင်0ဖြစ်သွားမှာ0ဖြစ်သွားရင်ဒီ function က0နဲ့ညီမယ်ဒါပေမဲ့အဲ့ထက်ငယ်သွားမယ်ဆိုရင်ကြတော့ even root ကထွက်မလာတော့ဘူး another one က logarithm ပေါ့နော် logarithm ထဲမှာဆိုရင်လည်းအဲ့လိုပဲ log x ဖြစ် log x plus 4ရှိမယ် 4x plus say 2x ရှိမယ် 2x plus 1 2x plus 1ရှိမယ်ဆိုရင် 2x plus 1ကခုနပြောရတဲ့အတိုင်း0ထက်ကြီးရမယ်ကြောင့် greater than 0ပြီးရင်ဒီလိုထားလိုက်မယ် minus 1/2 greater than minus 1/2ဖြစ်လာမယ်ဒီဟာကိုဟိုဘက်ပြောင်းလိုက်ရင်ဒီ minus 1/2ဖြစ်သွားမယ် minus 1/2ထက်ကြီးရမယ်ခုနပြတဲ့ဟာဒီlet's say x နေရာမှာဒီလို function တွေပြောင်းသွားမယ်ဒီလို function တွေပြောင်းသွားမယ် function တွေပြောင်းသွားမယ်ဆိုရင်အဲ့ function ကိုပဲဒီ domain restriction လုပ်တဲ့နေရာမှာသွားပြီးပြန်ထည့်ပေးရမယ် okay အရင်ဆုံးဒီ root တွေပေါ့နော် root တွေရဲ့ domain ကို solve ကြည့်ဖို့ example ပုတ်သုံးဖို့ပေးထားတယ် I'll let you try on yourself then okay ခုနပြောတဲ့အတိုင်းပဲ x plus 3ပေါ့နော်ဒီအတွင်းထဲမှာရှိနေတဲ့ function က greater than or equal 0ဖြစ်ရ greater than or equal 0ဖြစ်ရမယ်အဲကြောင့်တော့ greater than or equal minus 3ဖြစ်သွားမယ် right ဒါကအဖြေပေါ့ domain ကဒီလိုရေးရမယ် domain minus 3 okay range ဒီကောင်ကကြတော့အောက်ကဟာကကြတော့ခုနအတိုင်းပဲ is minus 12 greater than or equal 0 3x is greater than or equal to 12 then x is greater than or equal 4ခုနအတိုင်းရေးတာမယ် domain x is greater than or equal 4ဖြစ်မယ် right နောက်ဆုံးကကျတော့4 root ဖြစ်သွားတယ်4 root ဖြစ်သွားလဲအတူတူပဲဒီတိုင်းပဲရေးရမယ်20 minus 5x greater than or equal 0 minus 5x is greater than or equal minus 20ဒီမှာကျတော့အနှုတ်လက္ခဏာပါလာတယ်အဲကြောင့် inequality solve တဲ့ချိန်မှာအနှုတ်နဲ့မြောက်တဲ့ချိန်ကျရင် sign ပြောင်းရတယ်အနှုတ်နဲ့မြောက်တဲ့ချိန်ပြောင်းပြန်လှည့်ပြရတယ်ဒီလိုဖြစ်သွားမယ် x is less than 4ဖြစ်သွားမယ်ဒါ answer ဖြစ်မယ်ဘာလဲဆို inequality မှာအနှုတ်နဲ့မြောက်တဲ့ချိန်ကျရင် sign ပေါ့နော် inequality sign ပြောင်းပေးရတယ်အဲကြောင့် x is less than 4ဖြစ်ရမယ်4ထက်ကြီးတာထည့်လိုက်တာနဲ့ 4.1 ထည့်လိုက်တာနဲ့ကိုဒီမှာ method ကိုတက်ပြီးတော့ x is မရှိတော့ဘူးဘာလဲဆို root ထဲမှာ minus 12လို့မရဘူးဖြစ်လို့ okay I'll give you some time to solve this on your own okay ဒီပုတ်ကလည်းလွယ်ပါတယ် x minus 2က not equal to 0ဆိုတော့ x is not equal to 0ပြီးရင်5 minus x is not equal to 0ဆိုတော့ x is not equal to 5အဲ့လိုဖြစ်သွားမယ်ဒါပေမဲ့နောက်ဆုံးတစ်ပုတ်ကနည်းနည်းလေးရှုပ်ထွေးသွားမယ်ထင်တယ်မတည်သေးတဲ့လူတွေတော့เนาะx square minus 9 not equal to 0ပဲ but က x square equal ဟိုဘက်ကိုပို့လိုက်မယ်ဆိုရင်9ဖြစ်သွားမယ် root တင်လိုက်မယ်ဆိုရင် root တင်တယ်ဒီလိုမျိုး root တင်တယ်ဆိုရင် plus or minus ရှိရထည့်ပေးရတယ်အဲကြောင့် x is not equal to plus or minus 3ဖြစ်သွားမယ် okay domain ရေးတတ်ပြီလို့ထင်ပါတယ်ရေးမပြတော့ပါဘူးเนาะဟုတ်လဲဆိုတော့minus 3ကို the whole square တင်လိုက်ရင်လည်း9ပဲ3ကို the whole square တင်လိုက်ရင်လည်း9ပဲဘာလို့ဆိုတော့ minus 3ကို minus 3နဲ့မြောက်ရင်အနှုတ်နဲ့ခြေပြီးတော့9ဖြစ်သွားတယ်အဲကြောင့်တော့ plus or minus 3ရေးပေးရမယ်ခွေဒါကကြတော့ inverse function တွေရဲ့ domain နဲ့ range ပတ်သက်ပုံပေါ့နော်ဘယ်လိုပတ်သက်လဲဆိုရင် f of x ရဲ့ domain နဲ့ range ကဒီလိုသွားနေပေါ့နော် domain ကိုယူရဲ range ထုတ်ပေးရဲအဲ့ဒါကို f inverse ကဘယ်လိုလုပ်လဲဆိုရင် f of x ရဲ့ range ကိုယူရဲသူ domain ပြောင်းပလိုက်တယ်ဒီ range ကိုသူက f of x ရဲ့ domain ဖြစ်သွားတယ်နားလည်လားမသိဘူး range က f inverse of x ရဲ့ domain ဖြစ်တယ် domain က f inverse of x ရဲ့ range ဖြစ်သွားတယ်f of x ရဲ့ domain က f inverse of x ရဲ့ range နဲ့တူတယ် f of x ရဲ့ range က f inverse of x ရဲ့ domain နဲ့တူတယ်အဲ့ဒါပြောင်းပြန်လှည့်လိုက်လို့ဒါပေမဲ့ဒီက only exists in one to one function many one မှာမရှိဘူး one many မှာမရှိဘူး one to one ဖြစ်မှရှိတယ်အဲ့ကြောင့် inverse function ရှိစေခြင်းနဲ့ဆိုရင် one to one ဖြစ်အောင် domain restriction လုပ်ရမယ်ဒါ inverse function ရဲ့ video တက်မှာပြန်ပြီးတော့တခြားရှင်းသွားမယ်ဥပမာပြရမယ်ဆိုရင်ကျွန်တော်ဒီပါစပုံပေါ့နော်ဒီ quadratic formula quadratic function ရှိမယ်အဲ့ဒါကို1 to 1ဖြစ်အောင်လုပ်မယ်ဆိုရင်သူ့ရဲ့ turning point ဥပမာနိုင်မှာ turning point ဖြစ်ရှိနေမယ်ဆိုရင် turning point မှာပဲ
ဖြတ်ပလိုက်ကျန်တဲ့မပါတဲ့ဘက်ကိုလိုချင်တဲ့ဘက်ပေါ့နော်အပေါင်းဘက်သွားစီခြင်းဆိုရင်အပေါင်းဘက်ကဟာကိုပဲယူမယ် greater than ယူလိုက်မယ်အနှုတ်ဘက်သွားခြင်းဆိုရင်သွားစီခြင်းဆိုရင်အနှုတ်ဘက်ကဟာကို less than ယူလိုက်မယ် turning point မှာအဲ့လိုတစ်ဝက်ဖြတ်လိုက်လို့ဆိုဒါဆိုရင်1 to 1 function ဖြစ်သွားပြီဒီမှာ point တစ် point စီပဲရှိအောင်မှာဒီလို1 to 1 function ဖြစ်သွားပြီဆိုရင် domain နဲ့inverse function ရှိလို့ရပါပြီအဲ့ဒါအပြင်ဘယ်လိုညီလဲဆိုရင်ဒီ inverse function ကို graph ဆွဲလိုက်မယ်ဆိုရင် line ပေါ့နော်အလယ်မှာအစမ်းလုပ်ရှိထားပါတော့ axis equal to y line ပေါ့နော်ဒီလို axis equal to y line မှာ reflect ဖြစ်တယ် function အဲ့1 to 1 function တရား inverse ရှာလိုက်မယ်ဆိုရင်တော့ဒီလိုပုံစံလေးထွက်လာမှာကိုဒီရှိနေတဲ့ graph ဖြစ်ပေါ့နော်ဒီ1 to 1 function ရဲ့ဟာကိုမှသူ reflect လုပ်မှာပေါ့နော်ဒီမှာ point ရင်းစီကသွားညီလိမ့်မယ်ဥပမာဒီ x value က1,-2 ဖြစ်နေဆိုရင်ဒီမှာဆိုရင် -2,1 ဆိုပြီးသွားပေါ်လိမ့်မယ်ဒီမှာကဥပမာဒီနားလေးမှာ1,1 ရှိနေဆိုရင်ဒီနားမှာကဘယ်လိုရှိမလဲဆိုရင်ဒီကောင်လေး1,1 ပဲဖြစ်မှာပေါ့နော် reflect လုပ်သွားမှာ x value က y value ဖြစ်ပြီး y value က x value ဖြစ်သွားမှာ f of x ရဲ့ x value က y value f of x ရဲ့ x value က y value ဖြစ်ပြီးတော့ f inverse မှာဒီလိုဖြစ်သွားတာပေါ့နော် f of x ရဲ့ x value က f inverse of x ရဲ့ y value ဖြစ်သွားတယ် f of x ရဲ့ y value က f inverse of x ရဲ့ x value ဖြစ်သွားတယ်အဲ့လိုမျိုးဖြစ်သွားမှာ Okay ဒီဟာကတော့ကျွန်တော် composite function ရဲ့ domain နဲ့ range ပေါ့နော် composite function မှာဘယ်လိုရှိမလဲဆိုရင် function နှစ်ခုနဲ့အထက်ကိုပေးထားနိုင်တယ်ပေါ့နော်အများဆုံးနှစ်ခုပေးထားတယ်အဲ့ချိန်မှာ function နှစ်ခုကိုပေါင်းလိုက်တယ်ဆိုရင်f နဲ့ g of x ပေါ့နော်ဒီ function တစ်ခုရှိဆိုရင် f g of x ဆိုရင် g က inner function f က outer function ဖြစ်တယ်အဲကြောင့်အရင်ဆုံးဘယ်လိုလုပ်ရလဲဆိုတော့ f ကိုအရင် solve လုပ်ရတယ်ပြီးရင် g ကိုအရင် solve လုပ်ရတယ်ပြီးတော့မှ f ကိုအရင် solve လုပ်ရတယ်အဲကြောင့် domain ကိုဘယ်သူရှာယူရမလဲ domain က g ရဲ့ domain ကိုယူရမယ်အရင်ဆုံး g ရဲ့ domain ကိုယူမယ်ပြီးရင် g ရဲ့ process ကိုတွားမယ်အဲချိန်မှာ g ရဲ့ range ထွက်လာမယ် g ရဲ့ range ထွက်လာတဲ့ဟာကိုသူက f က g ရဲ့ range ကို domain အနေနဲ့သတ်မှတ်ပြီးတော့ယူလိုက်တယ်အဲကြောင့် domain of f of x က g of x ရဲ့ domain နဲ့တူတူဖြစ်သွားတယ် criteria တော့ရှိမှာပေါ့နော် criteria နှစ်ခုဖြစ်အဲကြောင့်နှစ်ခုလုံးကို fit ဖြစ်ရမယ် g of x ရဲ့ range ရဲ့လည်းပါရမယ် f of x ရဲ့ domain ထဲမှာလည်းရှိရမယ်အဲကြောင့်မှနောက်ဆုံးအနေနဲ့ f of x ရဲ့ domain ရဲ့ fg of x ရဲ့ domain ရဲ့ဆိုပြီးထွက်လာမှာအဲကြောင့်တော့ဘယ်လိုလဲဆိုတော့ဒီတစ်ခုလုံးပေါ့နော် fg of x composite function တစ်ခုလုံးရဲ့ domain ကပထမဆုံးအနေနဲ့ inner function ရဲ့ domain မှာမိခိုတယ်ပြီးတော့မှ outer function ရဲ့ domain မှာမိခိုတယ်အဲကြောင့် two stage သွားရပေါ့နော်ဒီ domain ကိုအရင်စစ်ရတယ်ပြီးရင်ဒီ domain ကိုစစ်ရတယ်ဒီ thought process ကတော့သူတို့အခန်းရောက်သွားရင်ကျတော့တခြားပြန်ရှင်းပြပေးမယ်နော်အခုကကျတော့ theory concept တွေကိုပဲပြထားတာပေါ့